ဘုရားရှင်ရဲ့ကျေးဇူးရှင်မယ်ကျွန်တော်ဒီတစ်ချင်းရဲ့အကြောင်းအရာလေးကိုဥစွာပြောတတ်ချင်တယ်ယုံကြည်သူရဲ့အသက်တာတွေမှာကျွန်တော်စဉ်းစားကြည့်ရင်ညမိုးချုံမှာကျွန်တော်အိတ်တဲ့ချိန်ကနေစမှစဉ်းစားကြည့်တညအလုံးပြီးတော့မှတနေ့ကုန်ကျွန်တော်တို့သွားတယ်လို့ရှားတဲ့နေရာတိုင်းမှာကျွန်တော်တွေ့ကြုံရသမျှဖြစ်ဖြစ်သမျှအရာရာတိုင်းကိုတော်ဘုရားကိုချီးမွမ်းဖို့အကြောင်းဖြစ်လာတယ်ဆိုတဲ့ချင်းဖြစ်ပါတယ်You not the dream Jo solo la tapo soundu Ning ta chi li ne no ta si gen Wan ya shi la no wa ta ta go Amen.